ဟန်ရီဆန်လို့ခေါ်တဲ့သိပ္ပံပညာရှင်တယောက်ကသူ့ရဲ့အနောက်ကနေလိုက်နေတဲ့လူသစုရဲ့လက်ကနေပြီးတော့မှထွက်ပြေးနေပါတယ်။ရဟရေးရှင်တွေပါတုံးပြီးတော့တောထဲမှာထွက်ပြေးနေတဲ့ဟန်ရီဆန်ကိုလိုက်ဖမ်းနေရင်လည်းမေစင်းနဲ့ပြစ်ဖို့အတွက်လှုပ်လိုက်ပေမဲ့တနေရာမှာကြောင်ပိတ်သွားတာကြောင့်မလို့သူတို့လက်ကနေပြီးတော့မှမပြေးတော့ဖို့အတွက်အေးစီပြောလိုက်ပါတယ်။ဒါပေမဲ့ဟန်ရီဆန်ကသူ့ကိုလိုက်ပြီးဖမ်းနေတဲ့လူရဲ့လက်ကနေပြီးတော့မှလွတ်အောင်ထွက်ပြေးဖို့အတွက်ကြောင်ပိတ်နေတဲ့ကြားကရေတံခွန်ပေါ်ကနေပြီးတော့မှအောက်ဘက်ကိုခုန်ချသွားပါတယ်။ရေတံခွန်ကမြင်တာကြောင့်မလို့အနောက်ကလိုက်နေတဲ့သူတွေကလည်းဟန်ရီဆန်တည်သွားပြီဆိုပြီးတော့တွက်လိုက်ကပြန်သွားလိုက်ပြီးတော့ဟန်ရီဆန်ရဲ့မိသားစုကလည်းဟန်ရီဆန်ပြန်လာကိုစောင့်နေကြပေမဲ့ပြန်မလာနိုင်တော့ဘူးဆိုတာကိုသိလိုက်ရပါတယ်။ဟန်ရီဆန်မှာမယ်ရီလို့ခေါ်တဲ့မိန်းမတစ်ယောက်နဲ့အဒန်လို့ခေါ်တဲ့ကလေးတစ်ယောက်ရှိပေမဲ့အဲ့ဒီနေ့ကစပြီးတော့ကလေးပဲရှိသေးတဲ့အဒန်ကအဖေကိုဆုံးရှုံးလိုက်ရပါတယ်။ဒီလိုနဲ့12နှစ်ကြာသွားပြီးတဲ့အနောက်မှာတော့အဒန်ကအလဲတန်းကျောင်းသားတစ်ယောက်ဖြစ်လာပါတယ်။အမြဲတမ်းရှုပ်ပွားနေတဲ့သပင်ပုံစံကြောင့်မလို့အနိုင်ကျင့်တဲ့ကျောင်းသားတွေရဲ့အဓိကပြတ်မှတ်လို့ဖြစ်လာပေမဲ့သူ့ကိုအနိုင်ကျင့်တဲ့သူတွေကိုလည်းကျောင်းဆရာတွေစီမှာအမြဲတမ်းတိုင်လေးရှိပါတယ်။သူတို့ကိုတိုင်တဲ့အဒန်ကိုလည်းအနိုင်ကျင့်တဲ့ကျောင်းသားတွေကပို့ပြီးတော့စိတ်ဆိုးသွားတာမလို့ကျောင်းစင်းရင်တွေ့မယ်ဆိုပြီးတော့ပါချိန်သွားပါတယ်။ခေါင်းမှာကပ်နေတဲ့ပီကဲတွေကိုခွာဖို့အတွက်တန်းစင်ကန်တွေကိုသွားလိုက်ပေမဲ့အဲ့ဒီမှာသူ့ရဲ့ခြေထောက်ကဖက်နှက်ကိုဖောက်ပြီးတော့ရုတ်တရက်ကြီးထွားလာတာကိုတွေ့လိုက်ရပါတယ်။ဘေးမှာလည်းတခြားကျောင်းသားတွေရှိတာကြောင့်မလို့ပေါက်နေတဲ့ဖက်နှက်ကိုတီရှူးနဲ့အုပ်ပြီးတော့ပြန်သွားလိုက်ပေမဲ့သူ့ရဲ့နားကနေပြီးတော့မှတခြားကျောင်းသားတွေတီးတိုးပြောနေတာကအစအခြေကြီးကိုကြားနေရပါတယ်။အိမ်ပြန်နေတဲ့လမ်းမှာလည်းအနိုင်ကျင့်တဲ့ကျောင်းသားတွေနဲ့ပြန်ပြီးတော့တွေ့လိုက်ရတာကြောင့်မလို့ထွက်ပြေးလိုက်ပေမဲ့ဘတ်စကတ်ဘောကွင်းထဲမှာပြန်ပြီးတော့ဖမ်းမိသွားကအနိုင်ကျင့်ခံလိုက်ရပါတယ်။ညနာကိုလည်းဘတ်စကတ်ဘောနဲ့အပေါက်ခံလိုက်ရတဲ့အပြင်လွယ်အေးကိုပါကိုပိုက်ထဲကိုထည့်သွားပေမဲ့အိမ်ပြန်ရောက်တော့တငယ်ချင်းတွေနဲ့ကစားလာရင်းနဲ့ဒီလိုတန်ရာရလာတာပါဆိုပြီးတော့လိန်ပြောလိုက်ပါတယ်။အဒန်ရဲ့အမေကတော့သူ့ရဲ့သားကအနိုင်ကျင့်ခံလိုက်ရတဲ့ဆိုတာကိုသိပေမဲ့အဒန်ကိုယ်တိုင်ကငြင်းနေတာကြောင့်မလို့ဆက်ပြီးမမေးတော့ပဲပီကေတွေကတ်နေတဲ့သပင်တွေကိုညှက်ပေးလိုက်ပါတယ်။အများတန်းရှုပ်ပွားနေတဲ့သပင်အစားအမေညှက်ပေးတဲ့ဘူကီလေးနဲ့ပဲနေတာကပိုပြီးကောင်းပါတယ်ဆိုပြီးအိတ်လိုက်တော့မနက်ကိုရောက်လာတော့သူ့ရဲ့သပင်တွေကငကိုအတိုင်းချက်ချင်းပြန်ရှည်လာတာကိုတွေ့လိုက်ရပါတယ်။ပြန်ရှည်လာတဲ့သပင်တွေကိုမြင်လိုက်ရတာကြောင့်မလို့လန့်သွားကမနက်ဆက်စားဖို့ပါအမေကခေါ်နေတာကြောင့်ရေချိုးခန်းထဲကိုအမြန်ပြန်သွားပြီးတော့သပင်တွေကိုချက်ချင်းညှက်ပစ်လိုက်ပါတယ်။ဘေးနားကအုတ်ထုပ်တစ်လုံးကိုလည်းဆောင်းလိုက်ပြီးတော့ထွက်သွားဖို့လုပ်ပေးမယ်။အဲ့ဒီအုတ်ထုပ်ကအဒန်အဖေရဲ့အုတ်ထုပ်ဖြစ်နေတယ်ဆိုတာကိုမယ်ရီကပြောပြလိုက်ပါတယ်။အဖေဖြစ်သူရဲ့တေဆုံးမှုကိုအဒန်ကိုယ်တိုင်ကလည်းသိတာကြောင့်မလို့စိတ်မကောင်းပါဘူးဆိုပြီးတော့ပြန်ပြောနေတော့အဒန်ကိုယ်တိုင်ညှက်ထားတဲ့သပင်ကိုမြင်သွားပြီးတော့မယ်ရီကသူညှက်ပေးထားတာကတအားဆိုးသွားတယ်ဆိုပြီးတော့ထင်သွားပါတယ်။ဒါကြောင့်ပဲအုတ်ထုပ်ဆောင်သွားဖို့အတွက်ပြောလိုက်ပြီးတော့ကျောင်းကိုလွတ်လိုက်ကနေ့လည်စာကိုလည်းပြင်ပေးလိုက်ပါတယ်။တပတ်မှလည်းသပင်ထုကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ဟယ်ရီကသူ့ရဲ့သပင်ပေါက်တဲ့နည်းပညာအသစ်တွေကိုဂျပန်ကလာတဲ့လူတွေကိုမိတ်ဆက်ပေးနေပါတယ်။သပင်တူးတွေတက်တာနဲ့သပင်ဆိုင်တဲ့ကိစ္စတွေကအတိတ်မှာကြံခဲ့ပြီးဖြစ်တာမလို့အခုသူ့ရဲ့အလုပ်ကတဘာဝအတိုင်းမျိုးဗီဇာကိုပြောင်းလဲပြီးတော့သပင်တွေကိုပုံမှန်တိုင်းပြန်ပြီးတော့ရှေ့လာအောင်လုပ်ပေးတဲ့ဈေးကိုဖော်နေတာဖြစ်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။အမွေးထုတတဝါဖြစ်တဲ့ရုံနေတိုးတွေကအစားတခြားတိရစ္ဆာန်တွေကနေပြီးတော့မှ DNA ကိုထုတ်ယူနေပြီးတော့ဆေးတစ်ခုအဖြစ်ပေါ်ကလူသားတစ်ယောက်ကိုထိုးပြီးတော့ဆက်သက်ပြလိုက်ပါတယ်။ဒါပေမဲ့လည်းလူတစ်ယောက်ရဲ့ခန္ဓာကိုယ်တွေကိုတိရစ္ဆာန်တစ်ကောင်ရဲ့ DNA ကိုထိလိုက်တာကတိတ်ပြီးတော့မကိုက်တာမလို့သပင်တွေတော့ထွက်လာပေမဲ့ DNA မညီညွတ်မှုကြောင့်မလို့ပေါက်လာတဲ့သပင်တွေအကုန်လုံးကမိထားလောင်ကုန်ပါတယ်။အလို့ဆယ်တော့စံသက်နေတဲ့ပဲဖြစ်တဲ့အကြောင်းမလို့ဆေးကိုတေချာပြန်ချိန်ညှိဖို့အတွက်လိုအပ်တဲ့ဖြစ်တဲ့အကြောင်းဟယ်ရီကသူ့ရဲ့ဧည့်သည်ဖြစ်တဲ့ဂျပန်ကြီးတို့ကိုတေချာပြန်ပြီးတော့အသေးစိတ်ရှင်းပြနေပါတယ်။ကျောင်းကိုရောက်သွားတဲ့အဲဒန်ကသူ့လိုမျိုးအပေခံဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ကိုပြောင်းအောင်လုပ်ပေးနေပေမဲ့မနေ့ကရန်ဖြစ်ခဲ့တဲ့ကိစ္စကြောင့်မလို့အဒန်အပါဝင်အနိုင်ကျင့်ခဲ့တဲ့ကျောင်းသားတွေကလည်းကျောင်းတလအနာခံလိုက်ရပါတယ်။သူကအနိုင်ကျင့်ခံရတဲ့သူဖြစ်တဲ့အကြောင်းကိုဆရာကိုရှင်းပြပေမဲ့သူရှင်းပြတာကိုနားမထောင်မဲ့နဲ့အဒန်ကပါကျောင်းသားလိုက်ရပါတယ်။တပင်တွေကချက်ချင်းပဲပြန်ရှည်လာတာကိုသိလိုက်ရပေမဲ့ကျောင်းသားခံလိုက်ရတဲ့ကိစ္စကြောင့်စိတ်ပြက်လက်ပြက်နဲ့အိမ်ကိုပြန်သွားလိုက်ပေမဲ့သူ့ရဲ့အနောက်ကိုအနိုင်ကျင့်တဲ့ကလေးတွေကဆက်ပြီးတော့လိုက်လာပါတယ်။သူတို့ပါကျောင်းအနာခံလိုက်ရတာကြောင့်မလို့အဒန်ကိုစိတ်တူနေပြီးတော့အနိုင်ဆက်ကျင့်ဖို့အတွက်လုပ်လိုက်တာမလို့အထီးနေရာကနေအဒန်ကလည်းထွက်ပြေးလိုက်ရပြီးတော့ရေမြောက်တစ်ခုတည်းကိုရောက်တော့ပိတ်မိသွားပါတယ်။အပန်းခံလိုက်ရပေမဲ့သူတော့မသိလိုက်ပဲနဲ့သူ့ရဲ့ခြေထောက်တွေကအလိုလိုလှုပ်ရှားလာပြီးတော့အနိုင်ကျင့်မှုလုပ်နေတဲ့ကလေးတွေကိုလည်းပိတ်ကန်ပစ်လိုက်ပါတယ်။ဒါကြောင့်အဲ့ဒီနေရာကနေပြီးတော့မှလွတ်သွားပြီးတော့အင်ကိုပြန်ပြေးလိုက်ပေမဲ့အနိုင်ကျင့်တဲ့ကလေးတွေကအဒန်ရဲ့အိမ်ထီကိုလိုက်လာပြီးတော့အင်ကိုကဲနဲ့ပေါက်ကပြန်သွားကြပါတယ်။ရင်းပေါက်ကိုမှန်သွားပြီးတော့မှန်ကလည်းကွဲသွားတာကြောင့်မလို့အဒန်ကလည်းကြောက်ခဲကိုကောင်းနေတော့ကျမ်းပြင်ကအပေါက်တစ်ခုထဲမှာဘူးလေးတစ်လုံးရှိနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်အဲ့ဒီဘူးလေးကိုဖွင့်ကြည့်လိုက်တော့အထဲမှာစာတွေရေးထားတာကိုတွေ့လိုက်ရပြီးတော့အဲ့ဒီစာတွေကတည်သွားပြီလို့သူတင်ထားတဲ့သူ့ရဲ့အဖေကသူ့ရဲ့အမေကိုပို့ထားတဲ့စာတွေပဲဖြစ်နေပါတယ်။ညရောက်တော့အိမ်ပြန်ရောက်လာတဲ့သူ့ရဲ့အမေကိုလည်းအဒန်ကစိတ်တူနေပြီးတော့အသက်ရှင်နေတဲ့သူ့ရဲ့အဖေကိုဘာကြောင့်တေးပြီးဆိုပြီးတော့ညာထားရတယ်လဲဆိုပြီးမေးကြည့်လိုက်ပါတယ်။မယ်ရီကလည်းအဲ့ဒီကိစ္စကိုအဒန်သိဖို့ကငယ်သေးတာကြောင့်မလို့ပြမပြနိုင်သေးတဲ့အကြောင်းကိုပြောပြလိုက်ပေမဲ့သူ့ကိုအဖေသေးပြီးဆိုပြီးတော့လိန်ထားတဲ့အမေကိုလည်းအဒန်ကစိတ်ဆိုးသွားပြီးတော့ရှင်းပြတာကိုတော့နားမထောင်မဲနဲ့အိတ်ခမ်းထဲကိုတန်းသွားလိုက်ပါတယ်။စိတ်တို့ပြီးတော့အိယာပေါ်မှာလှဲလိုက်ကဘာဆက်လောက်ရမှာလဲဆိုပြီးတော့စဉ်းစားလိုက်တော့ဘူးလေးထဲမှာပါတဲ့လိမ့်စာကိုတွေးလိုက်ရတာမလို့ချက်ချင်းပဲသွားဖို့အတွက်လုပ်လိုက်ပါတယ်။ညာတင်းချင်းပဲအိမ်ကနေပြီးတော့မှခိုးထွက်သွားခဲ့လိုက်ကကားလမ်းမပေါ်ကိုတက်လိုက်ပြီးတော့အဲ့ဒီလမ်းပေါ်ကကားတစ်စီးကိုလည်းအခုညီတောင်းကသူပြောတဲ့လိမ့်စာကိုပို့ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ညဘက်ကြီးကလေးတယောက်တည်းအနေနဲ့များတာကြောင့်မလို့ပို့ပေးရမယ့်နေရာကဝေးပေမဲ့လည်းကားဆရာကခေါ်သွားပေးလိုက်ပါတယ်။
မိုးလေးတော့မယ်ရီကသူ့ရဲ့သားနဲ့အဲ့ဒီအကြောင်းကိုပြန်ပြီးတော့တေချာပြောကြည့်ဖို့အတွက်လုပ်ပေးမယ်အခန်းထဲမှာအဒန်မရှိတော့ဘူးဆိုတာကိုသိလိုက်ရတာကြောင့်မို့လို့ချက်ချင်းပဲအနောက်ကနေပြီးတော့မှလိုက်သွားလိုက်ပါတယ်အဒန်ကတော့တော်လန်တနေရာမှာရှိတဲ့စာတိုက်ဘိုးတစ်ခုနာကိုရောက်သွားပြီးတော့အထဲကစာကိုလည်းရှင်းတဲ့ကောင်ကယူသွားတာကိုတွေ့လိုက်ရတာမလို့အနောက်ကနေပြီးတော့မှလိုက်သွားကြည့်လိုက်ပါတယ်တော်တဲ့ကိုစောက်ဝင်လာပြီးတော့တနေရာကရှူကင်းလာလို့ဆိုပြီးတော့ကြည့်နေတော့အနောက်ကနေခြေတံတစ်ခုကိုကြားလိုက်ရတာကြောင့်မို့လို့အဒန်ကလည်းကြောက်အားလက်အားနဲ့ထွက်ပြေးလိုက်ပါတယ်ဒါပေမဲ့လည်းထောင်ချောတစ်ခုကိုတန်းနေမိသွားတာမလို့ခြေထောက်ကဒဏ်ရာရသွားပြီးတော့ကားလမ်းမဘက်ကိုပြုတ်ကျပြီးတော့လဲကျသွားပါတယ်ကားလမ်းမပေါ်မှာတတိမိသွားတဲ့အပြင်ကားဆရာကလည်းလဲကျနေတဲ့အဒန်ကိုတိုင်းပြီးတော့မဲ့အချိန်ဘေဘူးတစ်ကောင်ကရုတ်တရက်ပဲအဒန်ကိုခေါ်သွားတာကိုတွေ့လိုက်ရပါတယ်ကင်မရာထဲမှာဘေဘူးကိုတွေ့လိုက်ရတာကြောင့်မို့လို့ကားဆရာကလည်းရဲစခန်းကိုလှမ်းပြီးတော့ပြောလိုက်ပေးမယ်ရဲစခန်းကဘေဘူးဆိုတာကတကယ်မရှိတဲ့တတဝါတွေဖြစ်တဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်သူပြောတာကိုမယုံတာကြောင့်မို့လို့ဘဲကိုပြောပြရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတော့သတင်းစာတွေမှာဘေဘူးကိုရှာနေသည်ဆိုတဲ့ကြော်ညာကိုတွေ့လိုက်ရတာကြောင့်မို့လို့ဆက်သွယ်ကြည့်လိုက်ပါတယ်ကားဆရာပေးလိုက်တဲ့ဗီဒီယိုဖိုင်ကိုလည်းဟယ်ရီကရသွားပြီးတော့ကြည့်လိုက်တော့ဘေဘူးတစ်ကောင်ဖြစ်နေတာကိုတေချာသွားတဲ့အပြင်အဒန်ရဲ့သပင်ပုံစံကြောင့်မို့လို့ချက်ချင်းသွားပြီးတော့ဖန်ဖို့လုပ်လိုက်ပါတယ်ဟယ်ရီကကားဆရာကိုသွားပြီးတော့တွေ့လိုက်ကအဒန်ကိုတွေးခဲ့တဲ့နေရာကိုပြန်သွားပြီးတော့ရှာကြည့်လိုက်ပါတယ်အဲ့ဒီမှာအဒန်ရဲ့လွယ်အိတ်ကိုတွေးလိုက်ရတာကြောင့်ချက်ချင်းပဲလိမ့်စာအဒန်အိမ်ကိုသွားရှာကြည့်လိုက်တော့ဟန်ရီပို့ထားတဲ့စာတွေကိုတွေးလိုက်ရပြီးသူတို့ရှာနေတဲ့ဟန်ရီဆန်ကအသက်ရှင်နေသေးတယ်ဆိုတော့ကိုသိလိုက်ရပါတယ်မယ်ရီကလိမ့်စာအဒန်အနောက်ကနေပြီးတော့မှလိုက်သွားကအဒန်ကိုရှာဖို့အတွက်လုပ်နေပြီးအဒန်ကတော့အဖေးပြစ်သူဘေဘူးနဲ့တွေ့နေပါတယ်ဘေဘူးတစ်ကောင်ကိုရုတ်တရက်ကြီးမြင်လိုက်ရတာကြောင့်မလို့အဒန်ကလည်းလန့်သွားပြီးတော့ထွက်ပြေးဖို့လုပ်ပေးမယ်ဟန်ရီဆန်ကသူကအဒန်ရဲ့အဖေဖြစ်တဲ့အကြောင်းကိုတေချာရှင်းပြလိုက်ကမယ်ရီပို့ပေးထားလို့သူသားတက်ပုံတွေကသူ့မှာရှိတဲ့အကြောင်းကိုလည်းပြပေးလိုက်ပါတယ်။ဒါဆိုလို့ရှိရင်ဘာကြောင့်ဒီမှာနေနေရတာလဲဆိုပြီးတော့အဒန်ကမေးကြည့်လိုက်တော့သူကဒီမှာနေနေတာမဟုတ်ဘဲနဲ့သူ့ကိုလိုက်ဖမ်းတဲ့သူတွေစီကနေပြီးတော့မှပုံနေတာဖြစ်တဲ့အကြောင်းကိုပြပြလိုက်ပါတယ်။အဒန်ရဲ့အမေကအဒန်ရှိတဲ့နေရာကိုလိုက်လာပေးမယ်အဲ့ဒီမှာရှိနေတဲ့ဟယ်ရီရဲ့လူတွေကအဒန်အမေဆိုတာကိုတန်းတီသွားပြီးတော့ဖမ်းထားလိုက်ပါတယ်။ဟန်ရီဆန်ကတော့ရှုပ်ပွားနေတဲ့သပင်ကိုပိုင်ဆိုင်ထားတဲ့သူ့ရဲ့သားကိုကြည့်လိုက်ပြီးတော့တဖြည်းဖြည်းသူနဲ့တူလာပြီးဖြစ်တဲ့အကြောင်းနဲ့တခါကြားလို့ရှိရင်ထူးဆန်းတာတွေမဖြစ်ဘူးလားဆိုပြီးတော့လည်းမေးကြည့်လိုက်ပါတယ်။သူ့မှာကခြေထောက်တွေကြီးလာတဲ့ကိစ္စနဲ့သပင်တွေကလည်းပြန်ပြီးတော့ချက်ချင်းရှည်လာတဲ့အပြင်အကြားအယုံတွေကလည်းတအားကောင်းလာတဲ့အကြောင်းတွေကိုအဒန်ကပြောပြလိုက်တော့သူသားကလည်းသူ့လိုမျိုး DNA ပါလာတယ်ဆိုတော့ကိုသိလိုက်ရကပြောသွားပါတယ်။ဟန်ရီဆန်ကအဒန်ဘေးဖူးဖြစ်နေတာကိုသိလိုက်ရတာကြောင့်မလို့ပြောနေပေမယ့်အဒန်ကတော့ဘေးဖူးဖြစ်ရတာကဘာများကောင်းလို့လဲဆိုပြီးတော့ပြန်မေးလိုက်ပါတယ်။အဒန်ထွက်ပြေးသွားတဲ့ညကခြေထောက်ကိုထောင်ချောင်းမိခဲ့လို့တန်ရာရသွားပေမယ့်အခုလိုမျိုးလမ်းပြန်ရှောင်းနေနေတာကဘေးဖူးတယောက်ရဲ့တဘာဝကပေးတဲ့အစွမ်းကြောင့်ဖြစ်တယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ဘေးဖူးရဲ့အစွမ်းနဲ့ပြန်ပြီးတော့ကုသပေးထားတာကြောင့်မလို့သူ့ရဲ့ခြေထောက်ကောင်းနေတာကိုသိလိုက်ရပြီးတော့သူ့ရဲ့သားကိုလည်းတဘာဝရဲ့အရာတာတွေကိုပြပေးမယ်ဆိုပြီးတော့တော်တဲ့ကိုခေါ်သွားလိုက်ပါတယ်။အစွမ်းတွေကိုမထိန်ချုပ်နိုင်သေးတဲ့အဒန်ကိုလည်းဟန်ရီဆန်ကထိန်ချုပ်နည်းတချို့ကိုတင်ပေးလိုက်တာမလို့သူ့မှာရှိတဲ့အစွမ်းတွေကိုလည်းအသုံးချရတာကပြောစရာကောင်းလာမှန်းသိလိုက်ရပါတယ်။အဲဒီနောက်မှာတော့တာဖာနဲ့ရှောက်ပတ်ပြေးနေလိုက်ကြပြီးတော့သူတို့မှရှိတဲ့အစွမ်းတွေကိုသုံးနေလိုက်ကြတဲ့အပြင်နောက်ထပ်အစွမ်းတစ်ခုအနေနဲ့တလိမ့်ဆန်နေနဲ့စကားပြောလို့ပါရသေးတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။စကားတန်ကိုမကြားရတဲ့အဒန်ကိုလည်းသူတို့ပြောနေတဲ့အတန်ကိုနှိပ်ပြီးတော့နားထောင်ကြည့်ဖို့အတွက်ပြောလိုက်တော့တကယ်ပဲတခြားတလိမ့်ဆန်တွေပြောနေတဲ့စကားတန်တွေကိုကြားလိုက်ရပါတယ်။ဒီလိုနဲ့တခြားသူတွေနဲ့စကားပြောကြည့်လိုက်ရင်းနဲ့သူ့ရဲ့အဖေမှာတော်ရင်းတငယ်ချင်းတွေအများကြီးရှိနေမှန်းသိလိုက်ရပါတယ်။သူ့ရဲ့အဖေရဲ့တငယ်ချင်းကတက်တောင်းငယ်တစ်ကောင်ရဲ့ရက်ကွန်းစုံတဲ့တွဲနဲ့ရှင်းတစ်ကောင်အပြင်ဝဝင်းတစ်ကောင်မှရှိနေတာကိုသိလိုက်ရပါတယ်။ဒီကိုရောက်လာတဲ့အဒန်ကိုလည်းတခြားသူတွေနဲ့မိတ်ဆက်ပေးနေတော့မှရှင်းကရောက်လာပြီးတော့တောထဲမှာအမဲလိုက်သမားတွေရှိတဲ့အကြောင်းကိုလာပြောလိုက်ပါတယ်။ဒါကြောင့်တစ်ပင်ခုတ်ပြီးတော့အမဲလိုက်တဲ့မုတ်ဆိုးတွေကိုပညာပေးဖို့အတွက်အနာကိုကတ်သွားလိုက်ကြပြီးတော့တနက်တဲကကြည်စံတွေကိုလည်းလဲထုတ်ပစ်လိုက်ပြီးတော့ဝဝင်းကသွားပြီး6လမ်းပစ်လိုက်ပါတယ်။မုတ်ဆိုးတွေကလည်းဘေးနားကတနက်ကိုကောက်ကင်ပြီးတော့ပစ်လိုက်ပြီးမယ်အသက်ပြန့်ရှင်လာတဲ့ဝဝင်းကိုတွေ့လိုက်ရတော့ဇွန်ဘီဖြစ်နေတဲ့ဝဝင်းဆိုပြီးတော့ကြောက်တော့ကအန်နီယာကနေပြီးတော့မှထွက်ပြေးသွားပါတယ်။တောထဲမှာနေရတာကပြောကြကောင်းတာကိုသိလိုက်ရတဲ့အဒန်ကလည်းအခုမှပြန်တွေ့ရတဲ့အဖေနဲ့တူတူတောထဲမှာကစားနည်းမျိုးစုံကိုတဝါကြီးကစားပြစ်လိုက်ပါတယ်။တောထဲမှာလည်းပြင်းမနေစေဖို့အတွက်ဂီတာလေးတစ်လက်ရှိတဲ့အကြောင်းကိုပြပေးလိုက်ပြီးတော့တေးပင်းမောင်မှာပဲသူ့ရဲ့သားကိုတချင်းတီးပြီးတော့ဖြုတ်ပြပေးလိုက်ပါတယ်။ဒီကိုရောက်လာတာကိုမယ်ရီသိလာဆိုပြီးတော့မေးလိုက်တော့သူ့အမေကိုယ်တိုင်ကလိမ့်စာပေးလိုက်တာမလို့သူကဒီကိုရောက်လာခဲ့တာဖြစ်တဲ့အကြောင်းကိုအဒန်ကလိန်ပြီးတော့ပြောလိုက်ပါတယ်။စကားလမ်းကြောင်းလွဲပြီးတော့ပြောခဲ့လိုက်ကဘာကြောင့်မို့လို့ဒီလိုမျိုးမိသားစုကိုပြစ်ထားခဲ့တာလဲဆိုပြီးမေးလိုက်တော့ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကိုဟန်ရီဆန်ကစပြီးတော့ရှင်းပြပေးလိုက်ပါတယ်။အရင်တုန်းကသူကဟယ်ရီစီမှာအလုပ်လုပ်ခဲ့မှုတဲ့လူတစ်ယောက်ပဲဖြစ်ပြီးတော့ဇပင်နဲ့ပတ်သက်တာတွေကိုလေးလာရတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့မှာသူ့ရဲ့ DNA ကဘေးဖူးတစ်ကောင်ရဲ့ DNA ဖြစ်တယ်ဆိုတာကိုသိလိုက်ရပေမယ့်အဲ့ဒါကိုလည်းဟယ်ရီကထိသွားတာကြောင့်မလို့သူ့ရဲ့ DNA ကိုယူပြီးတော့စီးပွားရေးလုပ်ဖို့အတွက်သူ့ကိုလိုက်ဖမ်းมาတော့တယ်။သူတယောက်တည်းတင်ဖမ်းတာမဟုတ်ဘဲနဲ့သူ့ရဲ့မိသားစုကိုပါအမြဲတမ်းဟယ်ရီကစောင့်ကြည့်လာတာကြောင့်သူ့မိသားစုဘေးကင်းဖို့အတွက်သူကတေချင်ရန်ဆောင်ပြီးတော့ပုံနေခဲ့တာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဟယ်ရီကတော့ဖမ်းလာတဲ့မယ်ရီနဲ့စကားပြောလိုက်ပြီးတော့ဟန်ရီဆန်ကဘေးဖူးဖြစ်နေတာကိုလည်းသူကသိပြီးအခုထိလည်းအသက်ရှင်နေသေးတယ်ဆိုတာကိုသိတာကြောင့်မလို့ဟန်ရီဆန်ရှိတဲ့နေရာကိုပြောပြပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့လည်းမယ်ရီကဆက်ပြီးတော့မပြောနိုင်ဘူးဆိုပြီးညှင်းလိုက်တော့သူကအခုထိဟန်ရီဆန်တည်သွားပြီဆိုတာကိုပဲသိထားတဲ့အကြောင်းကိုလိန်ပြီးပြောလိုက်ပါတယ်။ဒါကြောင့်မယ်ရီကိုလည်းအမှန်တိုင်းပြောလာအောင်လို့ဟယ်ရီကဆက်ပြီးဖန်ခေါ်သွားလိုက်ပြီးတော့ဒါကိုလည်းဆိုင်ကအမိုက်ပုံမှာအစားတောက်လာချတဲ့ရက်ကွန်းစုံတွေကမြင်သွားပါတယ်။မယ်ရီကဟန်ရီဆန်ရဲ့မိန်းမဆိုတာကိုသူတို့ကိုယ်တိုင်ကလည်းသိထားတာကြောင့်
တော်လေးကိုပြန်သွားလိုက်ပြီးတော့ချက်ချင်းပဲဒီကြောင်းကိုပြပြပေးလိုက်ပါတယ်အဲ့လိုပြောလာတဲ့ Raccoon နေကြောင်းမလို့အဒန်ကသူ့ရဲ့အမေကိုလိန်ပြီးတော့ဒီကိုရောက်လာတာကြောင့်မလို့ဟန်ရီဆန်ကလည်းခွင့်ပြုချက်မရဘဲနဲ့ကိုယ်သဘောနဲ့ကိုလာခဲ့တဲ့အဒန်ကိုစိတ်ဆိုးသွားပါတယ်အခုအဒန်လှုပ်လိုက်တဲ့ကိစ္စကြောင့်မလို့မယ်ရီကလည်းဒုက္ခရောက်နေပြီဖြစ်လို့ချက်ချင်းပဲပြန်တော့ဖို့အတွက်ပြောလိုက်ပါတယ်ဟယ်ရီရဲ့လူတွေကလည်းတော်လေးကိုလာပြီးတော့ရှာနေပြီဖြစ်တာကြောင့်မလို့အဒန်ကလည်းအမြင်ပြန်လိုက်ပြီးသူကဒီကိုလေးလာဖို့လာတာဖြစ်တဲ့အကြောင်းကိုပြောကဖန်ခံလိုက်ပါတယ်တော်တဲ့ကအဒန်ကိုလည်းဖန်ထားလိုက်ပြီးတော့မယ်ရီနဲ့အတူတူအခန်းတစ်ခုထဲမှာဖန်ထားလိုက်တော့တာမီနီကစကားပြောနေတာကိုဟယ်ရီကလည်းခိုးနားထောင်လိုက်ရင်းနဲ့ဟန်ရီဆန်ပုံတဲ့နေရာကိုတည်သွားပါတယ်ဒါပေမဲ့အဲ့ဒါကိုလည်းအဒန်ကကြိုပြီးသိတာကြောင့်မလို့လမ်းကြောင်းလွှဲပြီးတော့ပြောလိုက်တာဖြစ်တာကြောင့်နေရာမှာပြီးတော့ရှာလိုက်မိတဲ့ဟယ်ရီတို့ကလည်းရေပန်းစာမိသွားပြီးတော့ပြန်လာလိုက်ရပါတယ်စိတ်တူသွားတဲ့ဟယ်ရီကလည်းအဒန်ကိုသူနဲ့အတူတူဖန်ခေါ်သွားလိုက်ပြီးတော့သူ့ရဲ့အဖေရှိတဲ့နေရာကိုပြပြပေးဖို့အတွက်ပြောလိုက်ပါတယ်သူ့ဖေရှိတဲ့နေရာကိုပြပြလိုက်မှဆိုလို့ရှိရင် DNA ကိုယူဖို့အတွက်တသက်မဟုတ်ပဲတသက်လုံးစမ်းသက်ခံမှခေါ်ထားမှကိုသိတာကြောင့်မလို့မပြောပြနိုင်ဘူးဆိုတာကိုပြန်ပြောလိုက်တော့စိတ်တူသွားတဲ့ဟယ်ရီကလည်းအဒန်ကိုကားထဲမှာအလုံးပေးလိုက်ပြီးတော့တောကိုလည်းမရှို့လိုက်ကကားကိုလည်းတောထဲကိုတွန်းပစ်လိုက်ပါတယ်ကားထဲမှာပိတ်မိနေတဲ့အဒန်ကလည်းအထက်ကနေပြီးတော့မှထွက်ဖို့လုပ်ပေမဲ့အပြင်ကဝင်လာတဲ့မိခိုးတွေကြောင့်အသက်ရှူချက်ပြီးတော့သတိမေးတော့မလို့ဖြစ်နေတဲ့အချိန်မှာပဲသူ့ရဲ့အဖေကရောက်လာပြီးတော့ကားကိုဖျက်ဆီးလိုက်ကအထက်ကနေပြီးတော့မှအဒန်ကိုကယ်တင်ပေးလိုက်ပါတယ်ဒါကလည်းဟယ်ရီရဲ့အကြံပဲဖြစ်ပြီးတော့သားကိုလာခဲ့တဲ့ဟန်ရီဆန်ကိုလည်းအပေါ်ကနေပြီးတော့မှမေးသေးများနဲ့ပြစ်လိုက်ပြီးတော့မေးလဲသွားအောင်လုပ်ပြလိုက်ပါတယ်မီးလောင်နေတဲ့တစ်ပင်ကလည်းအဒန်တို့အဖို့ကိုလဲကျလာတာကြောင့်မလို့ဘေးနားကဝဝင်ကရောက်လာပြီးတော့ကယ်တင်ပေးလိုက်ပြီးမိအဒန်ကိုပဲကယ်တင်ပေးလိုက်နိုင်ပြီးတော့ဟန်ရီဆန်ကိုတော့ဟယ်ရီတို့ကဖန်ခေါ်သွားပါတယ်ခဏနေတော့အဒန်ကပြန်ပြီးတော့တတိယလာပြီးမဲ့သူ့ရဲ့အဖေကိုဖမ်းသွားပြီဆိုတာကိုသိလိုက်ရတဲ့အပြင်တခြားသူတွေရဲ့အိမ်ဖြစ်တဲ့တစ်တော်ကလည်းသူရောက်လာမှမီးရှို့ခံလိုက်ရတာကိုသိလိုက်ရပါတယ်အဒန်ရောက်လာမှသူတို့ရဲ့အိမ်ရောနေရာကပါပြောင်းဆန်ကုန်တာကြောင့်စိတ်တို့သွားတဲ့ဝဝင်တို့ကလည်းအဒန်ကိုပြစ်ထားလိုက်ပြီးတော့ထွက်သွားဖို့လုပ်လိုက်ပါတယ်အဒန်ကလည်းသူ့ရဲ့အဖေကိုကူညီပေးဖို့အတွက်ပြောပေမဲ့နောက်ထပ်ဆိုးရွားတာတွေကိုထပ်ပြီးတော့ဖြစ်လာမှကိုမလိုလားတာကြောင့်သူတို့ကတော့ကူညီမပေးနိုင်ဘူးဆိုပြီးတော့ပြောကထွက်သွားဖို့လုပ်လိုက်ပါတယ်သူ့ဖေဒါဆိုလို့ရှိရင်ဝဝင်တို့အဖမ်းခံလိုက်ရရင်နှကမစင်းသားပဲနဲ့ကူညီပေးမှဖြစ်တဲ့အကြောင်းနဲ့အခုလိုမျိုးအကူအညီတောင်းနေရတာကလည်းသူ့အတွက်မဟုတ်ဘဲနဲ့သူ့ဖေအတွက်ဖြစ်တယ်ဆိုတာကိုအဒန်ကပြောပြလိုက်ပါတယ်ဝဝင်တို့ကလည်းဟန်ရီဆန်ကိုကူညီပေးဖို့အတွက်လိုအပ်တယ်ဆိုတာကိုသိတာကြောင့်တခြားလေးစဉ်းစားလိုက်ပြီးတော့အဒန်ကိုကူညီပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဟယ်ရီရဲ့ဘက်မှာကလည်းဟန်ရီဆန်စီကနေပြီးတော့မှ DNA ကိုထုတ်ယူနေပြီးတော့သပင်ပေါက်တဲ့ဆေးရီကိုလည်းဆက်ပြီးတော့ထွင်ကြည့်လိုက်ပါတယ်တတိယလာတဲ့ဟန်ရီဆန်ကိုလည်းဟယ်ရီကစကားသွားပြောလိုက်ပြီးသူနဲ့အတူတူလှုပ်လှုပ်ဖို့နဲ့မဟုတ်လို့ရှိရင်ဟန်ရီဆန်ရဲ့မိသားစုဒုက္ခရောက်သွားစေရမယ်ဆိုပြီးတော့ချိန်ချောက်လိုက်ပါတယ်သူရဲ့မိသားစုဘေးကင်းစေဖို့အတွက်စိတ်တူနေပေမဲ့စိတ်လျှော့လိုက်ရပြီးတော့ဟန်ရီနဲ့အတူတူလှုပ်လှုပ်ဖို့အတွက်သဘောတူလိုက်ရပါတယ်အဒန်တို့အဖွဲ့ကလည်းကုမ္ပဏီကိုပြန်သွားမယ်ကားတွေကိုတေချာဆောင်လိုက်ပြီးတော့ကားမိုးပေါ်ကနေပြီးတော့မှတက်သွားကခိုးပြီးတော့ကုမ္ပဏီကိုလိုက်သွားပါတယ်ဘေဖူရဲ့ DNA နဲ့လှုပ်ထားတဲ့ဈေးကိုလည်းစမ်းသပ်ကြည့်လိုက်တော့တပင်မှာမကားပဲနဲ့တခြားအမွှေးတွေပါတဘာဝကြကြရှည်လာတာကိုတွေ့လိုက်ရတာမလို့ဟယ်ရီကလည်းသဘောကျသွားပြီးတော့ပြည့်စုံတဲ့ဆေးဖြစ်အောင်အမြန်ဆုံးထွင်လိုက်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်အဒန်တို့ကကုမ္ပဏီတွေကိုခိုးဝင်သွားလိုက်ကြပြီးတော့အထက်က CCTV တွေကိုလည်းဖျက်ဆီးလိုက်ပြီးကင်မရာတွေကိုကြည့်တဲ့အခန်းထဲကိုလည်းသွားလိုက်ကသူ့ရဲ့အဖေကိုရှာကြည့်ဖို့အတွက်လုပ်လိုက်ပါတယ်ဒါပေမဲ့ Raccoon ကမှန်ကိုခွဲမိသွားတာမလို့လုံခြုံရေးအချက်ပေးတဲ့နေကလည်းပေါ်လာတာကြောင့်ကင်မရာကြည့်တဲ့အခန်းထဲကိုလည်းအမြန်သွားလိုက်ပြီးတော့အဆောင်ကိုလည်းတတိမေးအောင်လုပ်ပြလိုက်ပြီးတော့သူ့ရဲ့အဖေကိုရှာလိုက်ပါတယ်သူ့ရဲ့အဖေပဲမှကြည့်လဲဆိုတာကိုအဒန်ကသိလိုက်ရပေမယ့်သူတို့စီကိုအဆောင်နေရောက်လာနေပြီဖြစ်တာကြောင့်မလို့ပြန်ပြီးတော့တိုက်ခိုက်လိုက်ရင်းနဲ့ပဲထွက်ပြေးလိုက်ရပါတယ်ဘဝင်းတို့ကအဒန်ကိုကောက်ွယ်ပေးလိုက်ကဟန်ရီဆန်ရှိတဲ့အခန်းထဲကိုရောက်အောင်သွားလို့ရပြီဖြစ်တဲ့အကြောင်းကိုပြောလိုက်ခြင်းနဲ့အဒန်ကလွဲပြီးတော့တခြားသူတွေအကုန်လုံးကလည်းမေစီတနတ်စာမိသွားကြပါတယ်အမြန်ပြေးသွားလိုက်ပြီးတော့အဖေကိုကယ်တင်ဖို့အတွက်လုပ်ပြီးမယ်သူတို့ဒီမှာရှိနေမှမိသားစုဘေးကင်းမှာဖြစ်တာမလို့ဟန်ရီဆန်ကတော့မလိုက်နိုင်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဟယ်ရီကပါရောက်လာပြီးတော့အထဲကိုရောက်နေတဲ့အဒန်ကိုလည်းအပြင်ကိုခေါ်သွားလိုက်ပြီးတော့အဒန်အဖေကသူနဲ့တူတူအလုံးလုံးမှဖြစ်တဲ့အကြောင်းကိုပြောပြီးတော့ဂုဏ်ယူနေလိုက်ပါတယ်အဲ့ဒီအချိန်အဒန်ကဘေးနားမှာရှိတဲ့အရေးပေါ်မီးတီဘေးကလပ်ကိုနှိပ်လိုက်ပြီးတော့အထဲကိုပြန်ဝင်သွားလိုက်ကအကုန်လုံးကိုလည်းကယ်ထုတ်ဖို့အတွက်ကြိုးစားလိုက်ပါတယ်သတိမေးနေတဲ့ကင်မရာခန်းကအဆောင်ကလည်းအချက်ပေးတဲ့ကိုကြားလိုက်ရတာကြောင့်မလို့ကြောက်သွားပြီးတော့စက်ရုံထဲမှာရှိနေတဲ့တကားတွေအကုန်လုံးကိုပိတ်ချလိုက်ပါတယ်အားလုံးကိုလည်းဒီစက်ရုံကနေပြီးတော့မှထွက်သွားဖို့အတွက်သတိပေးလိုက်တဲ့အပြင်လဲချနေတဲ့ဟယ်ရီကိုပါအဲ့နေရာကနေပြီးတော့မှတခါတည်းခေါ်ထုတ်သွားပါတယ်အထဲရောက်သွားတဲ့အဒန်ကလည်းအဖမ်းခံထားရတဲ့ဝဝင်တို့အဖွဲ့နဲ့သူနဲ့မလိုက်ဘူးလို့ပြောနေတဲ့သူ့ရဲ့အဖေကိုပါမရမကခေါ်သွားလိုက်ပါတယ်ဟန်ရီဆန်ကမလိုက်ဘူးဆိုပြီးတော့ဇက်တိုက်ပြောနေတာမလို့သူ့အဖေမလိုက်ဘူးဆိုရင်သူကလည်းဒီကနေမသွားဘူးဆိုပြီးတော့ပြောလိုက်တာမလို့သူသားကိုလည်းအလျှော်ပေးခဲ့လိုက်ကအဒန်နဲ့အတူတူထွက်လာလိုက်ပါတယ်မယ်ရီကလည်းအင်ကိုပြန်ရောက်လာတဲ့အဆောင်တွေကိုလည်းပြန်ပြီးတော့တမလိုက်ပြီးအထက်ကအဒန်တို့သားဖားကလည်းဒီကနေပြီးတော့မှထွက်မသွားခင်စက်ရုံကိုဖျက်ဆီးပစ်ဖို့အတွက်လုပ်လိုက်ပါတယ်။ဓာတ်ငွေပိုက်လိုင်းတွေအကုန်လုံးကိုဖျက်ဆီးလိုက်ပြီးတော့စက်ရုံကိုဖောက်ခွဲဖို့အတွက်လုပ်ပေးမယ်။အရေးပေါ်တကားပေါက်တွေကပိတ်လာနေတာကြောင့်မလို့အပေါ်ကိုတက်ပြီးတော့ပြေးလိုက်ရပါတယ်။ကျိုးကနေတစ်စင်အောက်ဘက်ကိုရှော့ချလိုက်ပြီးတော့ဆင်းလာပေးမယ်။အပြင်ကိုရောက်တာနဲ့အတင်းဆောက်နေတဲ့ဟယ်ရီရဲ့လက်မှာအဖမ်းခံလိုက်ရပါတယ်။သူ့ရဲ့စကားကိုနားမထောင်လို့စိတ်တူသွားတဲ့ဟယ်ရီကလည်းမေးသေးနဲ့ပြစ်ထည့်လိုက်တာမလို့သူသားကိုကာကွယ်ပေးရင်းနဲ့ဟယ်ရီဆန်ကလည်းမေးသေးများကြောင့်မလို့တရားပေါ်ကနေပြီးတော့မှအောက်ဘက်ကိုပြုတ်ကျကတိတ်ဆုံသွားပါတယ်။သူ့ဖေးသေးသွားတာကိုမျက်လုံးနဲ့မြင်လိုက်ရတာကြောင့်မလို့အဒန်ကလည်း
မိကြီးတနက်ကိုဖောက်ဖို့အတွက်လှုပ်ခဲလိုက်ပြီးတော့တန်းငွေတွေနဲ့ပြည်နေတဲ့ဆက်ယုံတွေကိုနောက်ပြန်ပစ်ထည့်လိုက်ပါတယ်။ဒါကြောင့်ပဲဆက်ယုံကလည်းပောက်ကွဲသွားပြီးတော့တရားကလည်းပြိုကျလာခဲ့ကဟယ်ရီကလည်းပြိုကျသွားတဲ့အထက်မှာပါသွားပြီးတော့အောက်ဘက်ကိုပြိုကျသွားပါတယ်။အထန်ကလည်းအောက်ဘက်ကိုလိုက်ဆင်းလိုက်ပြီးတော့သူ့ရဲ့အဖေကိုသွားကြည့်လိုက်ပေမယ့်သူ့အဖေကသူ့ခေါ်တာကိုပြန်မထူးနိုင်တော့တာကိုသိလိုက်ရပါတယ်။တစ်ချိန်ကသူ့ရဲ့အဖေပြပြဖို့တဲ့တဘာဝတရားရဲ့အစွမ်းဆိုတာကိုတတိယသွားပြီးတော့သူလည်းတုံးကြည့်ရင်ရားလောက်လာဆိုပြီးတော့လည်းတုံးကြည့်လိုက်ပါတယ်။အစွမ်းကိုတုံးလိုက်ပြီးတော့သူ့ရဲ့အဖေကိုပြန်ကဲကြည့်ဖို့အတွက်လှုပ်လိုက်ပြီးတော့အသက်ကိုလည်းပြန်သွင်းလိုက်ကပြန်နိုးလာတော့ဖို့အတွက်အထန်ကဆူတောင်းနေလိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲဟန်နရီဆန်ကပြန်ပြီးတော့တတိယသွားပြီးတော့တာဖားနှစ်ယောက်ကလည်းအနေရမှာဖတ်ထားလိုက်ကြပါတယ်။ဒါပေမဲ့လည်းဟယ်ရီကမေဇီနဲ့ထပ်ပြီးပြစ်ဖို့အတွက်ချောင်းနေတာကိုတွေ့လိုက်ရတာကြောင့်မယ်ရီကရောက်လာပြီးတော့ဟယ်ရီကိုလည်းမေဇီနဲ့ပြန်ပြီးတော့ပြစ်ထည့်လိုက်ပါတယ်။တကယ်တော့ဟယ်ရီကလည်းသပင်တူးဆွတ်ထားရတဲ့လူတစ်ယောက်ပဲဖြစ်နေပြီးတော့နောက်ဆုံးမှာတော့ဆက်ယုံကြီးကလည်းပိတ်သိမ်းခံလိုက်ရပြီးတော့ဟယ်ရီကလည်းအဖမ်းခံလိုက်ရကထောင်ကျသွားပါတယ်။အားလုံးပြီးဆုံးသွားတော့နေစရာမရှိတော့တဲ့ဝဲဝင်တို့အဖွဲကလည်းအဒန်ရဲ့အိမ်မှာပဲလိုက်နေလိုက်ကြပြီးတော့အဒန်ရဲ့အဖေကလည်းပုံကွက်စရာမလိုတော့ဘဲနဲ့သူ့ရဲ့မိသားစုနဲ့အတူတူနေနိုင်သွားပါတယ်။ကြောင်းပြန်တက်လို့ရပြီဖြစ်တာကြောင့်မလို့အဒန်ကကြောင်းသွားဖို့အတွက်လုပ်ပေမယ့်လမ်းမှာအနိုင်ကျင့်ခဲ့တဲ့အဖွဲကပြန်ပေါ်လာပြီးတော့အဒန်နဲ့ရန်ဖြစ်ဖို့အတွက်လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်အဒန်ကဝဲဝင်တို့အဖွဲကိုလမ်းပြီးတော့ခေါ်လိုက်က6ပစ်ပေးလိုက်တာမလို့အနိုင်ကျင့်တဲ့ကောင်လေးတွေကလည်းကြောက်လန့်ပြီးတော့ထွက်ပြေးသွားရင်းနဲ့ပဲအချင်းချင်းဝင်ပြီးတိုင်ပြီးသွားပါတယ်။ကျောင်းကိုဆက်သွားဖို့အတွက်လုပ်လိုက်တော့သူပြောအောင်လုပ်ပေးခဲ့တဲ့မိန်းကလေးကသူနဲ့ဒလန်နေတယ်ဆိုတာကိုသိလိုက်ရပြီးတော့ကျောင်းကိုလည်းအတူတူသွားဖို့အတွက်လုပ်လိုက်ပါတယ်။အဲ့ဒီအချိန်အဒန်ရဲ့ခြေထောက်ကထပ်ပြီးတော့ကြီးလာကဖနက်ကပေါက်သွားတာကိုတွေ့လိုက်ရတော့ပေါက်သွားတဲ့ဖနက်ကိုလည်းတက်ကျိုးပေါ်မှာပြစ်တင်ထားခဲ့လိုက်ပြီးတော့နှစ်ယောက်သားကလည်းတယောက်အကြောင်းတယောက်ပြောရင်းနဲ့ကျောင်းကိုပျော်ပျော်ရွှင်ရွှင်ပဲသွားလိုက်ကြရင်းနဲ့ပဲဇလန်ကပြီးဆုံးသွားပါတယ်။